ဆိုစမ်းနောက်ကအားလုံးရှစ်ခိုးပါဤဗျာဗုဒ္ဓဂုံရောင်ဘီလူးရှောင်ကျွတ်တို့သုံးလောကထိုးထားသဖြင့်မြတ်စွာဘုရားသခင်ကိုရောမြတ်သည်သာဝတိပြေမွန်ဇေရဝံကျောင်းတော်မှာတည်င်းသုံးတော်မူစဉ်အခါသုဘဗုဒ္ဓံပဗုဇံတိသရဂောရမသာဝကယေတံဓိဝါစရတောစနေသံဗုဒ္ဓဂတတတိလို့ဒီဒေသနာကိုဘုရားဟောပါဘယ်လိုအကြောင်းပြုဟောသလဲသာဝတိမြို့ကဘုန်းကြီးတို့ထင်းကုတ်သမားရဲ့သားကလေးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားပါတယ်ထင်းကုတ်သမားရဲ့သားလေးအဖေကမောင်လှအမေကမချောအဖေကဘယ်သူတဲ့အမေကသားလေးကြတော့နှစ်ယောက်စလုံးပါအောင်မှဲ့တယ်မောင်လှချောတဲ့ကလေးလေးပြေကသားလေးနာမည်ဘယ်သူတဲ့တော့မောင်လှချောမောင်လှချောအဖေကဘယ်သူပါလဲမောင်လှအမေကသားလေးကြတော့မိဘနှစ်ပါးနာမည်လေးတွေကောင်းတော့မိဘနှစ်ပါးပါအောင်မှဲ့လိုက်တော့လေကလေးကလှလဲလှချောလဲချောမောင်လှချောလေးဖြစ်လာမိဘနှစ်ပါးနာမည်ပါအောင်မှဲ့တယ်ဆိုတာအဖေမေနာမည်ကောင်းမှာဟောလေမရကြတော့အဖေကကိုဝက်အမေကမတ်ခွေးသားလေးမှဲ့ရင်ဝက်ခွေးဟာမကြဘူးတော့မိဘနှစ်ပါးနာမည်ကောင်းမှာအခုကြည့်မောင်လှချောလေးအဖေလောက်တဲ့လူကသားကလေးကိုတင်ပေးထားတယ်။ဒါရဲ့လူကလေးလှချောလို့ဆိုတော့စကဗီနာကြမက6နှစ်သားလေးရောက်လာတော့ခလေးကိုငငယ်လေးတွေကတင်လာခဲ့။ငါသားဆူစမ်းကွနမောဖေကဆူပေးလိုက်ကလေးကနမောလိုက်ဗုဒ္ဓသာဗုဒ္ဓသာကလေးလေးကလိုက်ငါသားနှစ်ခုပေါင်းဆိုနော်နမောဗုဒ္ဓသာ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 ရပြီဖေဆိုစမ်းသားနမောဗုဒ္ဓသာ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 ရပြီဗျအေးလူလေးဒီအဓိပ္ပာယ်ဖေပြောမယ်နော်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားဆိုတာကလေဗုဒ္ဓနုတ္တိကမ္မထံလို့ခေါ်တယ်သားရဲ့ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤငါသားနမောဗုဒ္ဓတလို့ဆိုတာလေးကဘာကိုပြောတာလဲငါသားသိပလားဟဲ့သိပါတယ်ခင်ဗျာဘုရားကိုရှိခိုးပါဤဘုရားကိုရှိခိုးပါဤအေးလူလေးရရဲ့လေဒါမင်းနှုတ်ထဲကဘယ်တော့မှထွက်မသွားစီနဲ့နော်ဟုတ်ကဲ့ကလေးလေးအကျင့်ရနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤထမင်းစားတော့လဲဗုဒ္ဓသာရေတောက်တော့လဲနမောဗုဒ္ဓသာမိဘခိုင်းတဲ့အလုံးမှန်သမျှခရီးသွားတော့လဲနမောဗုဒ္ဓသာကလေးချင်းဂုံချင်းထိုးပြီးတော့ကစားကြပြန်တော့လဲနမောဗုဒ္ဓသာအကျင့်လေးရခမရတို့သားလေးသမီးလေးတွေအကျင့်လုပ်ပေးပါဒါလောက်ကြံပြီးတော့ထွင်ဟောတဲ့ဇတ်ထုတ်လည်းမဟုတ်ဘူးတရားနာပိဋကဓမ္မပဒထဲမှာဘုရားဟောထားတဲ့အတိုင်းကြံကံလာတဲ့ဇတ်ထုတ်လေးလည်းဖြစ်ပါတယ်ဗုဒ္ဓသာမြတ်စွာဘုရားအာနမောရှိခိုးပါဤလို့ဒါလေးပါဠိနဲ့ကလေးချင်းဂုံချင်းထိုးကစားကြတော့သူကမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးမိစ္ဆာဒိဋ္ဌိသားနဲ့ဂုံချင်းထိုးကစားတော့ဂုံချင်းထိုးရင်နမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဒါလေးဆိုပြီးဂုံချင်းထိုးတော့နိုင်တကူပြိဿကြီးဘုကမိစ္ဆာဒိဋ္ဌိသားကိုမိစ္ဆာဒိဋ္ဌိသားကလည်းနမောအရဟံဒါနံနမောအရဟံဒါနံ
Namo Arhandanam Namo Arhandanam Tu Yahana you shikure Tu Yahana lube Tu are dechi de gudru Yahana lu Bello is shikome melo Namo Buddha Kore Mohla Choliga Nangedi Peda Jibuga Nino Erilo Namo Buddha than a shik copido Koyin Tora Asa and Nayula get the leaf. Oh, the neither night jaro. A fellow do not door tinkle doing Kaliga Padua. A pig a tingle the man who fledged in a Padua. Let a Padua be torn out the Akajaro. Tin level 10 beeves. 10 level 10 below. I Pianazo so be dog. New upon them, Matlamakan to Tutan does that Benjamin Yakwa. Yakar Erinia Manuana Palare Tamil Salo Noago Diana be the Kita Navazito Sajana Savazito, Najina Navazito, Twajin and Nia Tovazi Undo. Down to let the master that the two North and Naja. No, na be Kayigo. The children of Nava woman, and what is she and me Guanga, my Kayido, the Judah child. Zuma Lupane. Now my Kayiku and the Judah beauty. I told on lay. Malubane, Nori will let the Nava, down to let the Mari, the Japan, Bama, Pita, soon and Doyo Muga. Levoy is lay. Flamoga like what it down to Lelamari, Jenny Jing as soon as no regular yap be not dancing in the no I look you in it, I go. My love is that ye. Joe don't level see the Garimia, the choose Zoya Mohat, Yasa, Yasa, Yakai. Jing as soon as be on some mazi. Jenny soon as be on some mazi. Lulu Lemma Canali come at General Yabiba, come at Dilum Soda Fuque Yabiba. Come here, Jeto Luru Ejaro. Diana be that G. Chile, Jinjing and Sona, Inali Nema. Ina machine at Doyo Dizari down my Chumali Quebidoma. Dido Doja Lajaya Vadi. Nori go lene see and Jinjing and Sonagali, yap, Bebu, a chingali laudo. Nori at the Naja is in the Kamula Vidaji. Nori look to any dago. The chose Zoya Mount alone. Yiguagalate will use down like Nadia Zoya Lobane. Kuyi Dauchin of Dunyashin, Mashima down tower. No, I got Josie Dauchin Luvakamia. Your tapu, Ludima Dayare, Yigalate or more Talu. Dauchin Share, Yigalate Dauchinaga, Asataipa, Asataipa. Gee, Diana Vidaji Homa. Down Lena Madabawa. Do Kamiaga or Tinko Bido Sari a chain. Ah, gee, no, not the Nalu flow like. The Chule the Marijado, the Chu, Levoga, Manana, Dama, Diana, Bida, Shobido. The Voronega, Noago, Shobido, Manadama. Let Udogly talk with. Let him at diet. Let Udogly talk with like who Noa Pacomoga, the Vorone, who Pacone, look what I bought. Puni Dali, Edward, the Chu Edinia Limia, Mobile, Noa the Nalon. Tanalo, the truth, Ginare, don't let the Mari let you do ya. A coji, Diana, Vida, no, I would not like Sajanali Savasiro, Dodgin, and Yatova Zero, Nava Zero. And alone, no like the Bama, the Teresa Soro. Ain't Kena, po. Ain't Piano, I don't knew there when what. Ha! Look at it, let's go. Yeah. No, I come you there with one of his Nigale when Lunibi. I any level my mini you can't. Oh, Pipi, oh, channel level mini you can't move ya. Oh, not that many you look fully. Tapi, not the whole lay of Sinibala.
ဟုတ်ကဲ့ဆိုကလေးလေးအပေါ်ကနေချပြီးလှဲအောက်ကလေးလေးထားပစ်ခဲ့နွားရဲ့မြို့ထဲဝင်သွားနွားကအိမ်ထီအောင်ပြန်တော့အိမ်ထီအောင်လိုက်အဲ့ကြတော့နွားနှကောင်ဆွဲပြီးတော့မြို့ထဲကထွန်မဲ့လူအကြံသူမရောက်ခင်မြို့တကားပေါက်ပိတ်ထားပြန်တဲ့ပိဿာကလေးလေးတွန်းတယ်တယောက်သေးအဖေမလားတော့မျောရင်းနဲ့ဘေးတရားနာပိဿကလေးလှဲအောင်အိပ်ပျော်သွားအိပ်ပျော်နေတော့လာပြီပိဿဘလူးနှကောင်အစွဲကြီးတွေငါပြောဘူးပမာဏကြောက်စရာကြီးပေါ့မြင်အောင်သာဖမ်းကြည့်ပြုံးလည်းမလှမဲ့လည်းမလှရီလည်းမလှဘယ်လုံးမှကြည့်မလှတဲ့ဘလူးတွေလာပြီပြုတ်မိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးအဲ့ဒီမိစ္ဆာဒိဋ္ဌိဘလူးနဲ့တမာဒိဋ္ဌိဘလူးလာရတဲ့ချိန်ခါမှာလှဲအောက်ကကလေးကိုမြင်လိုက်မိစ္ဆာဒိဋ္ဌိဘလူးကတရားနာပြီးတော့ပယီကြခံကြအယိုးနုနုလေးဝါလိုက်ရရင်တော့တဖုံးမြုပ်သွားစားမယ်တင်းကိုတမာဒိဋ္ဌိဘလူးကပြောတယ်မင်းဘာပြောလိုက်တာမြင်ရလားဟိုမှာအယိုးနုနုမဝါရတာကြာလှလှဲအောက်ကကလေးကိုငါစားလိုက်မကွာတဖုံးမြုပ်အောင်မလုတ်ပါနဲ့ကွယ်ဖယားသားတော်လေးမလုတ်နဲ့ဟဲ့ဖယားသားတော်လေးမလုတ်ပါနဲ့အိုးဖယားသားမကလို့ဘာသာဖြစ်နေစားမယ်ဆိုစားငါသေရကြလားမစားဘဲမနေနိုင်ဘူးမိစ္ဆာဒိဋ္ဌိဘလူရဲ့မင်းမလုတ်လေးနဲ့မင်းဒုက္ခဖြစ်လိမ့်မယ်နော်အိုးဒုက္ခနောက်မှဖြစ်မှာစားတာအရင်ဝါဖို့အရေးကြီးပိဿဒုက္ခဖြစ်မှာကနောက်တဲ့စားတာကအရင်နဲ့ဝါဖို့အရေးကြီးတယ်တဲ့မမြင်ဘူးအန္တရာယ်ကိုမင်းမလုံးနဲ့ပြောရသားနဲ့ကွာစားမကွာဘာဖြစ်တော့ဟဲ့ငါပြောတဲ့စကားနားမထောင်ရင်မင်းကန်နဲ့မင်းကွာကလေးစားမလို့ခြီတော်နှစ်ချောင်းလင်းနဲ့ကင်ပြီးတအားဆွဲလိုက်မလေးနမောဗုဒ္ဓတာလို့ကလေးလေးကရောင်ပြီးអော်လိုက်ဘုရားသာမြတ်စွာဘုရားနမောရှိခိုးပါ၏နမောဗုဒ္ဓတာနမောဗုဒ္ဓတာနမောဗုဒ္ဓတာလို့ဆိုပြီးတော့ရောင်អော်လိုက်တော့လေဘာပြောကောင်းမလဲပြည်သားမိစ္ဆာဒိဋ္ဌိဘလူးရဲ့ရင်ဝမှာလေရှာမီကြီးကဝင်တိုးလာတယ်လို့တခါတည်းပူရင်းလာဟာမလေးဟာမလေးပူလိုက်လေကြီးတမားရှိပါလို့ရေငါကဲပါအိုးငါကဲပါအိုးဝင်းနေပြီလောင်ကုန်ပြီတောက်ကုန်ပြီပူလှကြီးရဲ့ဗုဒ္ဓဂုံရောင်နော်ပြိဿဘသူဂုံရောင်နော်ဘလူကြီးစားဖြစ်ခဲ့စားဖြစ်ခဲ့စားဖြစ်ခဲ့အခုခမရတို့အတန်နဲ့ကြိုက်အောင်လေဟုတ်တချို့ကြတော့ခေါ်လို့တခွန်းနဲ့မကြားရင်ပိုးခေါ်ဟေးတငယ်ချင်းရာဘူးတိုးလို့ဟေးတငယ်ချင်းမကြားတော့ပိုးអော်ကျုပ်ကြတော့ပိုးអော်လို့မဖြစ်ဘူးခမရတို့အတန်နဲ့ကြိုက်သွားစားလို့ဖြစ်ခဲ့လားခမရတို့ကပြောပါဦးဒါကြောင့်ကျုပ်ကလည်းရှော့ပြီစားလို့ဖြစ်ခဲ့ဖြစ်ပါဦးကြိုက်ခါတာဗောကျုပ်တန်နဲ့ခမရတို့နဲ့ရောင်းလူပဲသူအတန်တူကိုခမရတို့ကတခွန်းပြောလဲတက်မလားဘူးနှစ်ခွန်းပြောလဲတက်မလားဘူးနှာကြိုး၃ယောက်လို့ထူးကိုမထူးအင်းကလည်းပဲရောက်နဲ့နှာကြိုးကနှာတန်နဲ့ပန်းညုံနဲ့ပန်းညုံလို့ဆိုတယ်ပွဲဝဲမဲ့နှာကြိုးကလှမ်းခေါ်လိုက်တယ်ပန်းညုံနဲ့နာအောင်လို့အင်းင်းတို့ကမပြောင်းနဲ့တောင်းတော်မို့ငါသားရင်လို့ခေါ်လာလို့ဆိုတယ်အာပြောကောင်းလဲနှာကြိုးနှစ်ယောက်ထားလိုက်ကြအဲ့ဒီတတ်မှုကတကြီးအိမ်ရောက်အထူးတကြီးကလည်းနှာပဲတကြီးကလှမ်းမေးလိုက်ဟာမနှုံးနာညနာနှုံးဆိုတဲ့ဟင်းကိုကျိုးနဲ့ရောက်အမှုစစ်ကြီးလိုက်တော့ဟင်းနင်တို့အမှုစစ်နှာရောအမှုကတော့ညာရဟာလို့ကုန်ပြန်လွတ်ရထူးမှမထူးတော့ပဲခင်ဗျားတို့လည်းနှာကြိုး၃ယောက်လို့တခွန်းခေါ်လဲဒီတိုင်းနှစ်ခွန်းမေးလဲဒီတိုင်းဖြစ်နေရောပိဋကနှာကြိုး၃ယောက်ထားပါတော့နှစ်ထိုင်း၃ယောက်လို့တော့မဖြစ်စီနဲ့
လက်ထိုင်းပဲနဲ့ရောက်တော့ဟဲ့လက်ချိုးပြီးလိုက်ဆိုတာနောက်ကပြိဿကြီးအားလုံးစိတ်ကြောင်းနဲ့နှထိုင်းထန်တက်တဲ့နှထိုင်းတကြီးနှထိုင်းတို့တို့လေးပြောတဲ့လူနှထိုင်းဒါမှမိတော့မှာပဲဘယ်နဲ့ငိမ်ကုန်လေးမှမသိဘူးပြောတော့နှထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှထိုင်းထန်တက်တဲ့နှထိုင်းတကြီးနှထိုင်းဗါတယ်တော့ပြိဿကြီးချိုးရတဲ့သနှပ်ပြစ်တယ်ရှေ့ကပြောထိုင်ရှေ့ကမဆိုလို့ထိုင်နဲ့ချားတယ်ထားပါတော့လေနှစ်ထိုင်း၃ယောက်စိတ်ကြောင်းနဲ့နှစ်ထိုင်းကစိတ်ကြောင်းရဲ့စိတ်တွေပြောင်းတော့ထမ်းမေမောကနှစ်ထိုင်းကိုလမ်းမေးပြောထမ်းမေမောကလူခမည်းကတော့အမြင့်ကနေလို့ကျုပ်စိတ်တွေမြင်မှာပါခမည်းမြင်ရင်လည်းညွန့်လိုက်ပါပြလိုက်စမ်းပါခမည်းထမ်းမေမောကလည်းနှစ်ထိုင်းဆိုတော့ကြားချင်းရကြားတာပေါ့စိတ်မေးတယ်မထင်ဘူးသူထမ်းမင်းနေမေးတာမှတ်အာမဟောဒီညွန့်မဲထမ်းဒါကျုပ်ရောက်ခမထမ်းကျုပ်ထမ်းကြီးပဲတဲ့သူကပြောလိုက်လက်ညှိုးထိုးပြီးထမ်းမင်းနေပြလိုက်တော့အောက်ကစိတ်ကြောင်းနဲ့ထိုင်းကလည်းနှစ်ထိုင်းဆိုတော့သူကြားချင်းရကြားငါစိတ်တွေဟိုမှာရှိတယ်လို့လက်ညှိုးညွှန်လိုက်တာပဲဆိုပြီးရှောက်ကြည့်တော့ကံအားလျော့စွာစိတ်တွေကတွေးအတော်ကျေးဇူးကြီးတယ်ထမ်းမင်းမောကလူသူပြလို့ငါစိတ်တွေတွေးစိတ်ကြိုးလေးတကောင်တော့လက်ဆောင်ပေးတာကောင်းအကောင်းတော့ပေးလို့မပြည့်ဘူးစိတ်ကြိုးလေးတကောင်လက်ဆောင်ပေးထမ်းမင်းနာစိတ်ကြိုးလေးပွေသွားတယ်ရောထမ်းမင်းမောကလူဆင်းငယ်တော့မှခင်ဗျပြလို့ကျုပ်စိတ်တွေတွေ့လို့ကျေးဇူးကြီးပါတော့ကြောင့်ကျုပ်စိတ်ကြိုးလေးတကောင်လက်ဆောင်ပေးပါတယ်ခင်ဗျာလို့ထမ်းမင်းချင်ရင်ချလိုက်တော့စိတ်ကအကျိုးလေးဆိုတော့ပုံလဲသွားအဲ့ဒါထမ်းမင်းမောကလူကသူ့ဆွဆွဲတယ်တဲ့ခင်ဗျာကျုပ်မခေါ်နဲ့တဲ့ခင်ဗျာစိတ်ကျုပ်ခွင်းမကဘူးကျုပ်ခွင်းထမ်းမင်းချင်ရင်အိမ်လားနှစ်ထိုင်းနေဆိုတော့ကြားချင်းရကြားမလို့ခြင်းဘူးမလုပ်ပါနဲ့ဗျဆင်းနေစမ်းပါကျုပ်ခွင်းမကဘူးဆိုနေမဆင်းဘူးပြောချင်းရပြောကြားချင်းရကြားပြီးတော့ဆင်းနေစမ်းပါခမရဇွတ်ခေါ်တော့ခမရကြောက်ပါပြုလို့ဒီလောက်ထိအောင်ဆွဆွဲရတာတော့ဆိုဆင်းလာတယောက်နဲ့တယောက်စကားများမကြားဘူးမကြားဘဲနဲ့တကြီးအိမ်ရောက်သွားတယ်အဲ့ဒီအမှုတကြီးကလည်းနှစ်ထိုင်းကိုတကြီးကလည်းနှစ်ထိုင်းတရားနာပြေးတာမိမနဲ့ကွာထားတာလည်းသိမကြသေးဘူးသိမကြသေးတော့တကြီးအိမ်ရောက်တော့တကြီးမရဲ့ပြောစမ်းမအောင်ကျေးဇူးကြီးလုံးလို့စိတ်ကြိုးလေးတစ်ဆောင်ကိုလက်ဆောင်ပေးတာအာနာလို့ထင်ပါရဲ့မယူခြင်းမူကြီးနေတဲ့ယူအောင်ပြောပေးစမ်းပါခင်ဗျဟုတ်ကလည်းဘာဆိုင်တော့ကြုတ်ခွေးမကြိုက်ဘူးသူစိတ်ပဲအကျိုးလားမှမသိဘူးပြောကြတာကိုပြောတာတော့အော်ကြီးဟစ်ကျယ်ပြောတာပဲသို့တော်လည်းမိမနဲ့ကြွာထားတာသိမကြသေးတဲ့တကြီးကတိုးပြောတယ်ထင်ပြီးတော့ဟေးမင်းတို့ငါအိမ်ရှင်းလာပြီးတိုးနဲ့မင်းတို့ပဲလို့နားချဒီမိမငါတစ်သက်လုံးပြန်ပေါင်းဘူးကွာအကုန်ကိုလိုကားလာကြီးဒါကြောင့်ခမည်းတော်အတန်လည်းပဲကျုပ်ကနှာကျိုး၃ယောက်သတိရနဲ့ထိုင်း၃ယောက်သတိရနဲ့ဒီတစ်ခါတော့နည်းနည်းလေးထွက်လာကောင်းပါရဲ့နှာလည်းကျိုးခြင်းမထင်ပါဘူးပြည့်တဲ့နှာကျိုးခြင်းလားမကျိုးခြင်းအတန်ထွက်နားကောထိုင်းရင်သလားမထိုင်းရင်အတန်ထွက်နည်းနည်းမြောက်ပင့်ပေးရတာဟိုဟာတွေမဖြစ်အောင်လို့အကျိုးတွေအထိုင်းတွေမဖြစ်အောင်ကဲကြည့်တရားနာပြေးသားရေဘလူးစားလို့ရရလားပြေးသားမဲနလန်တော့ထလာလိုက်လာနော်နားမထိုင်းခြင်းပဲကိုနားလည်းမကျိုးခြင်းပဲကိုကြည့်တရားနာပြေးသားရေအမလေးငါဝင်းနဲ့မီးဝင်ပြီးတော့ဆွဲသလိုပူလိုက်လေချင်းတကယ်ကြီးတမဒိဋ္ဌိငါကဲပါအောင်ကွယ်လို့ဆိုတော့မင်းငါစကားမှနားမထောင်မဲနဲ့ဖယားသားကိုမင်းစော်ကားတာကလေးကဗုဒ္ဓနုတ်တတိအလုတ်လုတ်ပြီးတော့ဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏ဖယားအမြဲတမ်းရှိခိုးတဲ့ကလေးစော်ကားမင်းမှားလိုက်မယ်ပြောရင်သားနဲ့မင်းမရပဲကိုကွာဒီတိုင်းတော့မင်းဒီအပြစ်ပြောင်းမှာမဟုတ်ဘူးမင်းဒဏ်ခတ်ရမင်းထံပေးရပေးပါကွာမင်းပေးတဲ့တန်ငါခံမမယ်ဝင်နေကအပူမပြောက်သေးဘူးကွာမင်းတန်ပေးမှာတခြားမဟုတ်ရွှေနန်းတော်ကြီးကိုဝင်ဖေဘီသာရမင်းရဲ့ရွှေနန်းတော်ကြီးကိုဝင်လို့မင်းလေရွှေနန်းတော်ကြီးရောက်အောင်သွားပြီးတော့အဲ့ဒါဗိမိတာရမင်းရဲ့ပွဲတော်စာနဲ့ရွှေခွက်ကိုယူပြီးတော့မင်းကလေးကိုကြွေးရမယ်ပေးတာဘလူးမှောင်ခိုအလုပ်လုပ်ရတော့
လူဒုက္ခများပြီအလင်းရောင်နဲ့သူဝင်လို့မဖြစ်ဘူးမှောင်နဲ့ဝင်လို့သူမှောင်ခိုအလုပ်ပြောတာဒီပြင်ယူရချက်ကျုပ်ဘာမှမပါဘူးကြည်မှောင်နဲ့ဝင်နဲ့မှောင်ခိုလို့သူလုပ်ရတော့သွားပြီတရားနာပြိတ္တရာဇဂျုံမျိုးတွင်ဘလူးဆိုင်လေးပါလေးတီးခြင်းအိမ်ကြောင့်မှတီးသွားပြီတရားနာပြိတ္တတခိုးချီတော့နဲ့ဘလူးတိတ်တိတ်ကလေးသွားပိန်ပြီးသာရမင်းရဲ့ပွဲတော်စာနဲ့ရွှေကွက်ကြီးယူလာပြီးတော့ဟေးရလာပြီကွာရလာကြွေးရမယ်ဗောကွကလေးသူ့ဖေကမြို့ထဲကပြန်မထွက်နိုင်လို့မြို့တကပိတ်ထားလို့ကလေးညနေစာမစားရဘူးဒါကြောင့်မင်းကိုခိုင်းရတာဒါမှမင်းဒီပြစ်တွေပြောင်းမှာလာတို့ကြွေးကြစို့အေးဘလူးရောင်နဲ့ကြွေးလို့တော့မဖြစ်ဘူးဘလူးရောင်နဲ့ကြွေးလို့မဖြစ်ဘူးဘလူးအသွင်ကိုတို့မမြင်စေနဲ့တို့ဘလူးအသွင်ဖြောင်းလာကြွေးကြစို့ကလေးကိုတရားနာပြိတ္တထမင်းကိုရွှေကွက်ထဲကပွဲတော်စာကြီးကြွေးလိုက်တော့ကလေးလေးကလေအဖေနဲ့မေကသူ့ထမင်းလာကြွေးတယ်လို့ထင်တယ်ဖေနဲ့မေထင်လို့သာပေါ်ပြိတ္တဘလူးပုံများမြင်လိုက်လို့ကတော့ဘာပြောကောင်းမလဲကလေးအဲ့ဒီနေရာထောက်သေးမှာပြိတ္တအဖေနဲ့မေကထမင်းတိုင်ကြွေးတယ်လို့ထင်တယ်ကလေးထမင်းစားနေတာကိုမိဘနှစ်ပါးကထိုင်ကြွေးတယ်လို့သူထင်သည်နောက်ကလေးထမင်းစားပြီးတဲ့နောက်ရွှေခွက်မှတစိခတ်တော့သည်တမဒိဋ္ဌိဘလူးကဤရွှေခွက်သည်ကလေးခိုးသည်မဟုတ်ဤရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါများလည်းမရဘူးဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘာတဲ့တော့ပြိဿဘယ်လိုမှကိုမြောက်လို့ပြင်လို့မရအောင်ကြားနေပါပြီဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုကြည့်တာမှာဒါပဲကြီးအဲ့ဒါလေးရေးပြီးတော့သမာဓိရှိဘလူကဤစာသည်ဘိံပိသာရမင်းကြီးတယောက်သားလျင်မြင်ပါစေသာတပါးသောလူတွေဘယ်သူကြည့်အကန့်အတိပမာဏဒီစာမမြင်ကြပါစေကုန်သာအဋိဌာမိရွှေကွယ်ကြီးလှဲဖို့တင်ထားခဲ့မနေ့ကဘာပြောကောင်းမလဲပရိသတ်ကြီးနန်းတော်တဲ့ပွဲတော်စာဆက်မဲ့ရွှေကွက်ပြောက်ရောပွဲတော်စာဆက်မဲ့ရွှေကွက်ပြုတ်တယ်ဆိုတဲ့သတင်းဖြင့်ရွှေနေတော့ပေါက်ကြတော့ဟဲ့မင်းကြီးများဘုရားငါကိုရောမြတ်ကိုဆက်နေကြဖြစ်တော့ပွဲတော်စာနဲ့ရွှေကွက်ပြုတ်တယ်လို့ကြားတယ်မှန်လားပါဗျာအဲဒီကိစ္စပွဲတော်စာနဲ့ရွှေကွက်ထွက်ပြီးတော့ရှာကြသွားယခုရှာကြဆိုတော့တရားနာပြည်တဲ့နန်းတော်ကြီးပိတ်ပြီးတော့အပြင်မဲ့မထွက်ခင်ဆိုလို့ရှိရင်နန်းတော်ထဲတင်တွေ့ရအောင်ဆိုပြီးတော့အတွင်းတစ်ခိုးလျှောက်ရှာကြပြည်တော့ဘာတစ်ခိုးလျှောက်ရှာဘယ်တွေ့လိမ့်လို့အတွင်းကခိုးတာမှမဟုတ်ပဲနောက်ရွှေနန်းတော်ထဲမှာတွေ့တော့ဟဲ့မြို့ပြင်ထွက်ရှာကြအပြင်ထွက်ရှာတော့ကိုတွေ့သလားပြည်သားဘယ်တွေ့လိမ့်လို့အပြင်လူကခိုးတာမှလည်းမဟုတ်ပဲနဲ့ဘလူးခိုးတာကိုပြိဿရဲ့အဲ့လိုဘလူးခိုးတာဖြစ်နေတော့မြို့ပြင်းလျှောက်ပြီးတော့လဲရှာတော့မတွေ့နောက်တုတ်တန်တစားသင်္ချိုင်းဝရောက်သွားတော့ဘရင်ရွှေခွက်ကလည်းကြံကြံဖန်ဖန်သင်္ချိုင်းကိုရောက်သွားတာဘသူပို့တာတော့ပြိဿဘလူးပို့တာလဲပေါ်ရွှေခွက်ကြီးတင်ထားဟောမင်းကြီးမြင်ရလားပြောမြင်ရတော့ရွှေခွက်ဟုတ်ကဲ့လားဗျဘယ်လဲမဟုတ်မှာလို့မြင်လို့ဟုတ်မှာဘယင်ပွဲတော့တင်နေကြဖြစ်တဲ့ရွှေခွက်လာတွေ့ပြီးပြောတခိုးတွေ့ပြီဆိုပြီးလှဲပေါ်သွားကြည့်လိုက်တော့ရွှေခွက်တွေ့မြင်လားဒီအောင်မှာကလေးဟဲ့ကောင်ထားကွာချီတော့နဲ့ကန်နှိုးကလေးကနှိုးမျက်စိလေးပုတ်တာနမောဗုဒ္ဓသာနမောဗုဒ္ဓသာနမောဗုဒ္ဓသာဗုဒ္ဓသာမြတ်စွာဘုရားအနမောရှိခိုးပါ၏တခိုးအခုမှဖယားတလူဘာဝလို့ဘရင်ရွှေခွက်ခိုးပြီးမှအခုမှနမောဗုဒ္ဓသာလေးပါလေးနဲ့ဟဲ့ကောင်ထားဒီရွှေခွက်မင်းမရဗျာအဲ့ဒါကျုပ်ဖေနဲ့မေကထမင်းကျွေးတာဘလူးလို့မှထင်မဲနဲ့သူ့ဖေနဲ့မေကကျွေးတယ်ထင်တာဘလူးထင်သေးမှာပေါ့အဲ့ဒီကလေးကျုပ်ဖေနဲ့မေကထမင်းကျွေးတာဗျဟေးအဖေနဲ့မေကထမင်းကျွေးတာတွေဘာတွေမလို့ချင်ဘူးမင်းလက်ထက်ရွှေခွက်တွေ့တာလာဘရင်ထောင်လိုက်ခဲ့ကလေးဖမ်းသွားရော
ဗျာနေကြပါအောင်ကျုပ်အဖေနဲ့အမေကိုပြောပါရစေအောင်ဟေးအဖေနဲ့မေဘာဒီညာဒီမလို့ခြင်းဘူးလာမေးဘင်းထန်ကြောင်မမေ့ပါမရှင်းဒီပါအမမင်းရဲ့စဉ်းစားပေါင်းဖန်းဆိုတဲ့နေရာရမ်းဖန်းလို့မဖြစ်ဘူးနော်ရမ်းဖန်းလို့မဖြစ်ဘူးဗျဒီကလေးအဆောင်ကြက်များတဲ့ရွှေနန်းတော်ကြီးတွေမှာဝင်နိုင်မလားဗျမဝင်နိုင်သူ့ရှက်ရွှေခွက်တွေ့နေပြီပဲဗျဆင်ကောင်ကြီးတို့မှာခမရဆင်ရှိရရှာခြင်းသေးလားကလေးမှုပြောနေကလေးလေးမလေးဗျသူ့ရှိရတွေ့တာသူ့ဖမ်းသွားရုံပေါ့ကလုံးပါလေခမရကြိုက်တဲ့သဘောအတိုင်းအမတ်တွေခက်တယ်တယောက်နဲ့တယောက်စောင်းကန်ပဲစောင်းကန်နဲ့ဟိုတယောက်ကခိုးတာကိုဖမ်းရင်းနဲ့ဒီတယောက်ကမဖမ်းနဲ့အိုးမဖမ်းလို့မဖြစ်ဘူးဗျကျွတ်တောင်းရှိကျွတ်တို့ကဒီနေ့တရခံတွေ့မှာကျွတ်တို့အလုတ်ကပြီးမှာလာဟဲ့ကလေးလာတော်တာလို့စုခွန်သွားဘင်းထန်ရောက်ပါလာပါဗျာရွှေခွက်တစ်ခိုးတွေ့ကြောင်းပါဗျာဟဲ့ဘယ်ဘက်ကခစားမှန်လားပါဝဲဘက်ကခစားကြောင်းပါဗျာကြည့်လိုက်တော့ဟေးဟဲ့မင်းကြီးများဗျာဒါသခိုးလားမှန်လားပါဗျာသခိုးပါဗျာဟဲ့ကလေးလေးပါလားကွယ်မှန်လားပါကလေးသခိုးပါဗျာမဟုတ်သေးပါဘူးကွယ်တို့ငါရွှေနန်းတို့ကရွှေခွက်မှာခိုးရဲ့လားကွယ်မှန်လားပါဘရင်ပွဲတော်တင်နေကြရွှေခွက်ကြီးပါဗျာဟုတ်မထင်ပါဘူးကွယ်တို့ကန်ရွှေခွက်ဆက်ဆန်းဟဲ့လက်တော်ဆိုပြီးတော့ရွှေခွက်ကိုကြည့်လိုက်ဒီရွှေခွက်ဒီကလေးခိုးသည်မဟုတ်ပါတွေ့ရောစားဟဲ့မင်းကြီးများဒီရွှေခွက်ဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဘရင်ကိုတော်မြတ်ကြီးဗျာဒီကလေးထံကဒီရွှေခွက်တွေ့ကြောင်းပါဗျာဟဲ့ကလေးရွှေနန်းတော်ကြီးတဲ့ဝင်နိုင်မလားကွလူမစွန်းနှက်မှလို့စကားရှိပါဗျာဘယ်နှက်ကကောင်းဝင်ကနေရောက်အောင်ပို့ပြီးတော့ဘယ်လိုခိုးသွားတယ်မသိပါဗျာမင်းတို့ဟာဒီကလေးဝိုင်းပြီးအပြစ်တင်နေကြဒီကလေးခိုးတာမဟုတ်ဘူးကွဘရင်ကစာကိုတွေ့လို့ပြောနေဒီကလေးခိုးတာမဟုတ်ဘူးကွမှန်လားပါဗျာဘရင်ကိုတော်မြတ်ကြီးရွှေနန်းတော်တွင်မှာနေတဲ့ကိစ္စဘုရားကျွန်တော်မျိုးကြီးများကိုယ်တိုင်သွားရှာတာလှဲပေါ်ကဒီကလေးနဲ့ရွှေခွက်ကိုတွေ့ရပါတော့ကြောင့်ဒီကလေးခိုးတာအတိအကျသိလို့တော်ဥတင်နေကြောင်းပါဗျာဒီကလေးခိုးတာမဟုတ်ဘူးဆိုရင်ဘရင်မင်းမြတ်ကြီးဘာလို့သက်သေရှိတယ်လဲဗျာအေးသက်သေရှိမရှိမင်းတို့သိရင်ရောက်ဒီမှာကြည့်ဟောဒီနားလေးမှာရေးထားတာကြည့်မြင်မှုဗျာဒီအမတ်တွေကန်းနေထင်ပါရဲ့ကွယ်တို့မြင်မလားကွယ်ဒီမှာရေးထားတာသူကြည့်တော့မြင်တယ်ကြည့်တော့မင်းတို့အမတ်တွေကြည့်မြင်မှုဗျာဟာဒီအမတ်တွေအကုန်ကန်းနေထင်ပါရဲ့လာတတ်တော့ရှိကြီးလာစမ်းမြင်လားဒီမှာရေးထားတာမြင်တယ်ဗျာဘာမြင်တော့ရွှေခွက်ကြီးဗျာဒီမရှိတရှိကြီးနဲ့ဟာဘယ်ရင်လဲထောမတွေပါတွေဖြစ်လာရွှေခွက်တော့မြင်လာမို့စာရေးထားတာမမြင်ဘူးလားစားတော့မမြင်ပါဗျာငါကလေးကိုစစ်မင်းမယ်အမောင်တို့ဟဲ့ချစ်သားဗျာဒီရွှေခွက်မင်းခိုးသလားမခိုးပါဗျာမခိုးရင်မင်းထံဘယ်နဲ့ရောက်ကျုပ်အဖေနဲ့အမေကထမင်းလာကျွေးပြီးတော့ထားပစ်ခဲ့ကြတာပါခမညာဘုရင်ကိုဘုရားကျွန်တော်မျိုးတွေပါဒီကလေးတင်တတ်ဘူးကျုပ်ပဲပြောတာပဲဒီတိုင်းပြောတာပဲစိတ်ဆိုးလို့ဘုရင်ကတတ်ချင်လဲတတ်ပြောမှပြောတတ်ပဲဒီတိုင်းပြောမှာပဲကလေးကိုဟေးဘုရင်ကွာဘေးကအမတ်တွေကဘုရားကျွန်တော်မျိုးကြီးရဲ့မိဘနှစ်ပါးကျွေးသွားတာပါဘုရားလို့ပြောကွာဗျာကျုပ်ကကျုပ်လို့ပဲပြောတတ်တယ်ဗျာအမေလို့ပြောတတ်တယ်မဖြစ်ဘူးကဒါဘယင်ကွာဘယင်မေကြီးကျုပ်ဖေတို့မေတို့ပြောတာလို့ပြောမှာပဲဗျာဒီကလေးတဲခန့်နေပါလားဒီတော့မှဘယင်မင်းမြတ်ကဟဲ့မင်းကြီးမြတ်ဘယ်နဲ့ကလေးတော့ရန်လုံနေလို့ကွယ်ကလေးတော့ကသူ့စကားနဲ့သူပဲပြောမှာပေါ့နားလေတဲ့အချိန်ကြတော့လေဒီကလေးမပြောနဲ့ဆိုလို့မရဘုရားကျွန်တော်မျိုးကြီးဒီပါဒီပြောတတ်လာမယ်ပေါ့ပြောမှမပြောတတ်သေးပဲနဲ့ဟဲ့ကလေးဘုရား
မင်းဒီရွှေခွက်ကမင်းမိဘနှစ်ပါးကထမင်းကျွေးတာဟုတ်ကဲ့လားဟုတ်ပါလေမင်းမိဘနှစ်ပါးဖယ်မလို့အိမ်မဲ့ခင်ဗျအိမ်မဲ့ခင်ဗျတန်တော့ဒီကိစ္စငါရွှေနန်းတော်ကြီးတဲ့ကရွှေခွက်ကိုသူ့မိဘနှစ်ပါးကယူကျွေးနိုင်ရအောင်ကလေဟဲ့တငယ်မင်းမိဘနှစ်ပါးဘာလုပ်ကန်လုပ်စားထင်းခုတ်တယ်ခင်ဗျာဩထင်းခုတ်စားတယ်ဆင်းရဲသားတယောက်ရွှေနန်းတော်တဲ့ကရွှေခွက်ဟေးဘယ်လိုလေးမှမခိုးနိုင်ဘူးအကြောင်းထူးတယ်ရွှေခွက်ကြည့်လိုက်တော့လေဒီရွှေခွက်တီဒီကလေးခိုးသည်မဟုတ်ပါအမကြီးတွေကြီးခိုင်းတော့လေအကုန်လုံးအကံပါမမြင်ရဘူးငါမရည်တဆူသာမြင်နေရတဲ့ဖြင့်ဒီကိစ္စသမ္မာတန်ဗုဒ္ဓသုံးလောက်ကထောထားတပ်ပြည့်ညမြတ်စွာဘုရားမှာဖြေရှင်းနိုင်တော့မှာဖြစ်တယ်လို့ဒီလိုအကြံယူနေတုံးပြုံးမနဲ့ဆိုဟောမိဘနှစ်ပါးရောက်မှန်လားပါဗျာသူ့ရွှေခွက်ခိုးပေးတဲ့တခိုးလေးရဖေးမေတခိုးကြီးရောက်လာကြောင်းပါဗျာမျက်နှာလိုအားရပါလားမင်းတို့ဟာရံအပြစ်တင်နေကြတာပဲဟဲ့ရှိတော့ရောက်ပလားမှန်လားပါရှိတော့ရောက်ကြောင်းပါဗျာဟဲ့ထင်းရောင်သမားလင်မလားတင်တို့တတွေဒီတင်သားကိုရွှေခွက်နဲ့ခိုးပြီးထမင်းခိုးကျွေးတယ်ဆိုဟုတ်သလားမဟုတ်ပါဗျာသားကလေးအမတ်တေဖမ်းသွားတယ်ဆိုလို့ရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာရွှေနန်းတော်ကြီးကလိုက်လာရကြောင်းပါဗျာဖယားကျွန်တော်မျိုးကြီးဒီမယားမပါပဲနဲ့ဟောဒီသားလေးနဲ့တော်တယ်ကိုလှမ်းနဲ့ထင်ခွေသွားခဲ့ပါဗျာမြို့အပြင်ဘက်တုတ်တန်တစတင်းချိုင်းကရောက်တော့ထမင်းစားရဲ့နွားကိုလွတ်လိုက်တော့ခါနွားတွေရွာထဲကိုဝင်သွားကလေးကိုလှဲအောက်တိတ်ထားပြီးတော့နွားပြန်ဆွဲပါဗျာနွားနဲ့ပြန်အထွက်မြို့တကားပိတ်ထားလို့မထွက်နိုင်တာနဲ့လေပယားနှစ်ယောက်သလုံးတို့သားလေးသေးသလားရှင်သားလည်းမသိဆိုပြီးတော့တညလုံးပူဒီလိုပူနေရမှာမနက်မိုးလင်းတော့ရွှေနန်းတော်တွေကရွှေခွက်နဲ့ပွဲတော်သာပျောက်တဲ့ဆိုပြီးရှောက်ရှာတဲ့သတင်းကြားသိရကြောင်းပါဗျာနောက်သားလေးကိုဖမ်းသွားတယ်ဆိုတာလေသိလို့လိုက်လာကြကြောင်းပါဗျာမှန်လားပါဗျာဖယားကျွန်တော်မျိုးကြီးပါရွှေနန်းတော်တဲ့အဆောင်ကြများတဲ့နေရာဘယ်လိုနည်းနဲ့မှမဝင်လဲမဝင်နိုင်ခိုးလဲမခိုးရကြောင်းပါဗျာအကျောင်းဝိသေသအမတန်ထူးပါဗျာလို့သတော်ဥတင်လိုက်တော့အေးငါထင်တဲ့အတိုင်းပဲဒီကိစ္စဒီတော့မင်းကြီးတယောက်ကသတော်ဥတင်တယ်မှန်လားပါဗျာဒီကိစ္စအကြောင်းထူးနေပါဖြစ်မင်းဆရာရဲ့လို့ခန့်အပ်ထားတဲ့ပုံနှဖြူပုံနှညုံမြမွေးတဲ့ညောင်းပါဗျာဒီပုံနာတွေငါလားအမွေးခိုင်းနေလို့လောကအတုမရှိမှုနဲ့ထောထားတပ်ပြင်းလို့မြတ်စွာဘုရားမှသာလေဒီကိစ္စအားလုံးရှင်းအောင်ဖြေကြတော့မှုနိုင်ပြီဖြစ်၍လာဘုရားเจ้าတော်သွားမယ်ရွှေခွက်ကြီးကင်ပြီးဘုရားเจ้าတော်သွားမြတ်စွာဘုရားเจ้าတော်ရောက်တဲ့အခါကျတော့မြတ်စွာဘုရားတဲ့ဘုရားတပည့်တော်ပွဲတော်တဲနေကြဖြစ်တဲ့ရွှေခွက်နဲ့ပွဲတော်သာပျောက်ဆုံးသွားသောအခါလိုက်ပြီးတော့ရှာလိုက်တာဟောဒီကလေးအိတ်နေသောလှဲပေါ်ကတွေ့ကြကြောင်းပါဗျာဟဲ့တကားတော့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဘုရင်ကြီးအားပင့်သွားတယ်တင်းရောပေါ့သူကရွှေခွက်ကြည့်ထားတာဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါဆိုပြီးတော့ဘလူးခန့်တဲ့စာကိုဘုရင်ကြီးကသိထားတယ်မြတ်စွာဘုရားကမကြည့်သေးပဲနဲ့ဒီရွှေခွက်သည်ဒီကလေးခိုးသည်မဟုတ်ပါလို့မိန့်တော်မူနေတယ်ဒါကြောင့်တကယ်သိတော်မူတဲ့ဘုရားမို့ခင်ဗျားတို့တို့လည်းအားထားနေရတာပေါ့အားထားနေရတာပေါ့ပြိဿဟာဘေးကလိုက်လာလိုက်တဲ့အမတ်တွေကလည်းဟေးတို့ဘုရင်ကြီးပြောတဲ့စာအတိုင်းဘုရားကိုယ်တော်မြတ်မိန့်တော်မူနေပြီကွာဟာဘုရားသိပြီးတော့လားကွာဟိုတုန်းကလူတွေမှုပေါ့ခုခေတ်လူတွေလို့ဆိုအခက်ပဲမင်းဘုရားတကူနဲ့ကြွပြီးနန်းတော်ထဲဝင်ပြီးတော့ဒီရွှေခွက်ကြီးဘယ်လိုလုပ်ကလေးထံဘယ်လိုပို့ထားမှမသိပဲနဲ့လှုပ်ချင်လှုပ်နေမှာနော်ခုခေတ်ဒီလိုမလှုပ်ဘူးလည်းမအောင်မိနဲ့ဒါပေမဲ့လို့လေဗုဒ္ဓတရားကိုလေးစားတဲ့မြန်မာလူမျိုးတိုင်းဒီခဲ့သို့အကြံဉာဏ်မျိုးမရှိကြတော့လေဗုဒ္ဓဂေါရမကိုတရားနာပြိဿမလေးမစားနဲ့
ဖယားဆိုတာဒီပင်လည်းမယုံကြည်တဲ့ပုဂ္ဂိုလ်များအတွက်ကိုကျုပ်ရည်ညွှန်းပြီးတော့ပြောပါတယ်ကျုပ်တို့ကိုးကွယ်နေကြတဲ့ပုဂ္ဂိုလ်များသိပြီးသားပုဂ္ဂိုလ်တွေကဒီကြံမရှိပါဘူးနောက်ဘုရားကိုယ်တော်မြတ်ကတကားတော့တိရွှေကွက်ဒီကလေးခိုးတာမဟုတ်ဘူးမှန်လားပါအမိတ်ရှိတော်မူပါဘုရားလို့ဆိုတော့မှဘုရားကိုယ်တော်မြတ်ကတကားတော်ဘိဝိသားရဟောဒီကလေးစီသူ့အဖေနဲ့တော်တဲ့ထင်ခွေသွားတဲ့အချိန်ခါမှာဆိုပြီးတော့ကျုပ်ရှိကဟောခဲ့တဲ့အတိုင်းဇတ်ကြောင်းဘုရားအကုန်ပြန်ဟောတမာဒိဋ္ဌိမိစ္ဆာဒိဋ္ဌိဘလူနှစ်ယောက်မိစ္ဆာဒိဋ္ဌိဘလူစားမလို့ဆွဲတဲ့အချိန်ခါမှာယင်ဝမီးဝင်ဆွဲတယ်လို့ပူလို့တမာဒိဋ္ဌိကဒဏ်ခတ်ပြီးတော့မင်းပွဲတော်စာနဲ့ဆက်ရမယ်ဆိုလို့ဒီရွှေခွက်ကဟဲ့တကားတော်ဘိဝိသားရကလေးကိုပြစ်မှားတဲ့ငါဤသားတော်လေးကိုပြစ်မှားတဲ့မိစ္ဆာဒိဋ္ဌိဘလူကတင်နန်းတော်ထဲဝင်ပြီးတော့ရွှေခွက်နဲ့ပွဲတော်သာခိုးတာတဲ့အဲ့ဒီရွှေခွက်မှာရေးထားတဲ့ဒီရွှေခွက်ဒီကလေးခိုးသည်ဟုတ်ပါဆိုတာတမာဒိဋ္ဌိဘလူကတစိမ့်ခတ်တာဘိမိသားရမင်းသာမြင်ပါစေဘသူမှမမြင်ပါစေသတည်းလို့တစိမ့်ခတ်တာဘုရားဒီလိုမိတ်လိုက်တော့အမတ်တရပြုံးလာတယ်။ကိုင်းကွာအဋိဋ္ဌံတို့ဘယင်ကြီးကဒါများတို့အမတ်တွေအကုန်ကန်းတယ်မြင်ပါလေကွာဘုရားမရှိတော့မှအဋိဋ္ဌံလို့တယ်ကွာဘယင်ကလည်းဘယ်သူမှမမြင်ရဘူးတဲ့အဲ့ဒီလိုမြတ်စွာဘုရားကမိန့်တော်မူပြီးတော့ကမှငါဤသားတော်ကလေးစီအိတ်နေတော်လဲပဲငါဤဗုဒ္ဓနုတ္တိဘုရားကိုသတိရခြင်းနဲ့အောက်မေ့ဆင်ခြင်ပြီးတော့နေပါသဖြင့်အမြဲတမ်းနိုးကြနေသည်မြည်တကွယ်လို့သောတာဗုဒ္ဓံပဗုဇ္ဇန္တိသရခောရမသာဝကယေတံဒီဝါစာရတောသနေသံဗုဒ္ဓကတာတတိယေတကျင်သူတို့အဒီဝါစာနေ၌၎င်းရတောသညင်အခါ၌၎င်းနေသံအမြင်မပြဗုဒ္ဓကတာဘုရားကုံကိုအာယုံပြု၍ဖြစ်သောတတိအောက်မေခြင်းတတိသည်အဋ္ဌိရှိ၏ဂေါရမသာဝကဂေါရမနွယ်ဝါမြတ်စွာဘုရား၏တရားနာယတတိသာဝကဖြစ်ကုန်သောတေထိုသူတို့သည်တရအခါခါသိပုပ္ပဗုဒ္ဓအိတ်နေတော်လဲကောင်းစွာနိုးခြင်းကိုပဗုဇ္ဇန္တိနိုးကြကြလေကုန်တော်သာရီအဲ့ဒီဒေသနာတော်ကနာကြရသဖြင့်ကြည်တရားနာပိဋကရေအဲ့ဒီဒေသနာတော်နာကြရသဖြင့်မောင်လှချောလေးရဲ့အဖေမောင်လှရဲ့အမေမချောရဲ့သားလေးမောင်လှချောရဲ့သုံးယောက်စလုံးဟောတရားတော်အဆုံးမှာဒိဋ္ဌိနဲ့ဝိစီကိစ္စကွာလို့သောတာပန်ဖြစ်ကြပါလေဗျာပိဋကကြီးဘာဖြစ်သွားတော့သောတာပန်ဖြစ်ပြီးတဲ့နောက်ထင်ခုတ်ဆရတဲ့ဒုက္ခတွေနွားလို့ပြန်ဖမ်းရတဲ့ဒုက္ခတွေသားနဲ့ခွဲရတဲ့ဒုက္ခတွေသားကလေးကလည်းအဖေနဲ့ခွဲရတဲ့ဒုက္ခတွေဒါတွေကိုဆင်းရဲတဲ့တရားပဲလို့ဒုက္ခသစ္စာကိုအမှန်သိလို့ငါတို့ဒီလိုဆင်းရဲရခြင်းဒီဘသူကြောင့်လဲလို့ပရိယေသနာဝမ်းစာစားရည်ဝိုရည်နေဒါတွေအတွက်တနေ့ကမှမအေးရပဲနဲ့လူချင်းလုံးလို့စားချင်တာတွေတောက်ချင်တာတွေဝတ်ချင်တာတွေအိတ်ချင်တာတွေနေချင်တာတွေဒါတွေအလိုရှိပြီးတော့နေအပ်တဲ့သမှုရိယဆိုတဲ့လောဘအကြောင်းသစ္စာကြောင့်တို့ဒီဒုက္ခတွေဖြစ်သည်အဲ့ဒီဒုက္ခသစ္စာအကျိုးသစ္စာနဲ့သမှုရိယသစ္စာခေါ်တဲ့အကြောင်းသစ္စာကိုသမ္မာဒိဋ္ဌိအစမက္ကသစ္စာလို့မဲ့နဲ့ဆက်လို့တခါတည်းသူတို့ဒုက္ခတွေပြတ်ပြီးတော့ဟောအရဟတဖို့ပေါယဟန်ပြုတ်ပြီးတော့အာသဝကုန်ခန်းလို့ယဟန္တာကြီးတွေဖြစ်၍မက္ကသစ္စာကိုပွားများပြီးတော့လောကီသစ္စာနှစ်ပါးကိုတတ်၍និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်ကိုသာမိသဖသုံးယောက်စလုံးအာသဝကုန်ခန်းယဟန္တာဖြစ်၍မြဲမောက်ပြုကြရလေကုန်တော်သာရီအဲပရိသတ်ကြီးဗုဒ္ဓဂုံရောင်ကဘာရှောင်တော့ဘလူရှောင်ယုံနဲ့မကဘူးဘာတွေဆက်ရပွဲတော်စာဆက်ရမှန်ရလားပရိသတ်ကြီးတာဝတိပြေမွန်ဇေရဝန်ကျောင်းတော်မှာဖရာသတင်းသုံးနေတုံးရာစကြိုမြို့ကသာမိသာဖတတွေပါဗျာအခုဗုဒ္ဓဂုံကြောင့်ဘလူးရှောင်ဆိုတဲ့ဇတ်လန်းကလည်းဒီကနေ့နာရီပြန်တစ်ချက်ထိုးကနေချိန်မှာနေထူတမ်းပါတယ်အဲ့ဒါခမရတို့မနေ့ဖြင်က9နာရီတိတိကကျုပ်စပါမယ်ကံမေတ္တာပို့ရအောင်ဆိုကြတကဘာလုံးမှာမြတ်တတာ
ချမ်းသာကိုစိတ်မြဲပါစေအလုံးယနေ့ကကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးချမ်းသာကြပါစေအလုံးကိုယနေ့ညကြွရောက်လာကြတဲ့တရားနာပရိသတ်ကြီးကျမ်းမာကြပါစေကိုင်းအိမ်ပြန်ပို့ကြပါစို့အတ္တကေဟေပြောသမျှဟောသမျှတွေကသဘောမကြပဲအပြစ်တွေ့ကြလျင်ချီရင်နေဖုံမုန်းစိတ်တွေ့ပြစ်ပြသီးသီးသောမိမိတို့အိမ်ငါဌာနသို့နိဝတ္တတုသီးခံရတာပြန်ကြပြီတော့ပိဿကြီးသီးခံနိုင်ရဲ့လားသီးခံပြီးပြန်ကြခင်ဗျားတို့လည်းပင်ပင်ပန်းပန်းရောက်လာပြီးတော့နာကြားကြတာကိုတွေ့ရသဖြင့်ကျုပ်လည်းကိုမငဲ့ကွက်ပါဘူးနာယီပြန်တစ်ချက်ထိအောင်မဟောတဲ့တရားပွဲတွေအတော်လေးနဲ့သွားပါပြီ12နာရီအလွန်ထားလို့အခုတော့ခင်ဗျားတို့ပေးတေးကုတ်ကပ်ပြီးထိုင်းနေကြသဖြင့်ဇက်လန်းလေးလည်းပြီးအောင်စေရနာအပြည့်အဝနဲ့ကျုပ်ဟောလိုက်လို့တရားရှိတယ်လို့လည်းကျုပ်ပေါ်အပြစ်မတင်နဲ့မနှက်ဖြင်ကတော့9နာရီကစမှာမို့လို့ဒီကနေ့တော့သီးခံပြန်ကြမနှက်ဖြင်ကစောစောလေးစလိုက်မယ်ဗျာ9နာရီဆိုရင်ပလင်တက်တော့မှာပါဩစောပါသေးတယ်ဂျန်လီကန်တရားပွဲကဒီချိန်စသေးပါဘူးဆိုတဲ့လူတော့အဲ့ဒါမှီလိုက်မယ်မဟုတ်ပါဘူးဗျာဒါကြောင့်နိဝတ္တတုသီးခံရတာပြန်ကြပြီတော့နိဝတ္တတုမေတ္တာရေးပဲခါဖြောင်းလိုက်မယ်ပြစ်ပရာတွေဝေးရကမြစီရောခြေတရာဆွေကလျောင်းပြီးကိုယ်စိတ်နှပြချမ်းသာစွာဖြင့်မှန်စွာမသွေပြန်ပါလေတော့ပြန်ကြစေကုန်သတည်း